မင်းရဲ့ကန်စာတာနဲ့နေ့စဉ်ဘွားကိုပြောင်းလဲပေးနေတဲ့စားရဲ့လူဝဲထစ်တွေကိုတီးပြီးပြီလားဟိုင်းကိုကစားပါလူတွေကကိုကိုဟင်းချက်ဖို့ပဲတုံးနေထင်းနေတာတကယ်တော့တစ်နှစ်ကို၄ချိန်လောက်ကိုအိမ်ရှိတကားဝမှာဖြူထားပေးရင်မကောင်းတဲ့ຢာတွေကိုကိုကစုပ်ယူပေးနိုင်ပါတယ်တောကြနေတိုင်းမှာစားပလင်းကိုအကြည့်ဖြစ်ထားပါလားစာရတဲ့အခါမှာလဲပတ်စံပေါ်မှာစားလေးနည်းနည်းဖြူပေးပါကိုကစနစ်တကျရှိတာကိုကြိုက်တယ်လို့ပတ်စံမှလည်းအဲ့လိုပဲကြိုက်ကြလေတကယ်လို့စားပလင်းကိုမတော်တဆမောက်မိသွားရင်တော့ကိုနည်းနည်းယူပြီးဘဲဖက်ပခုံးပေါ်ကနေကြော်ပစ်လိုက်ပါမင်းရဲ့နောက်ွယ်ကကန်ဆိုးမှုတွေကိုကိုကကာကွယ်ပေးမှာပါအိမ်တက်တဲ့ခါမှာလဲဘာပစ္စည်းမှမသွင်းခင်ကိုအရင်ဆုံးအိမ်ထဲတည်သွားပေးပါမင်းရဲ့ဘဝဟာအမြဲတမ်းပြည့်စုံကြွယ်ဝနေစေရမယ်လို့ကိုကတိပေးတယ်အိမ်မို့ကိစ္စတွေမှာလဲဒဲအိုးမှာအစားတွေကတ်နေရင်စက်ပြအစားကိုသုံးပြီးပုတ်တိုက်ကြည့်ပါဒဲအိုးကိုမဖြက်စီးစေပဲအမြဲတမ်းအသက်လိုပြောင်းလဲနေစေမှာပါလဲချောင်းနာနေရင်လေကိုဇေနွေးထဲမှာဖြော်ပြီးအာလုတ်ချင်းဒီမှာဘက်တီးရီးယားတွေကိုဖယ်ရှားပေးပြီးအမြန်ဆုံးတက်တာစေမှာပါကိုကရိုးရှင်းတဲ့စားတပွင့်ပါပဲဒါပေမဲ့စနစ်တကျအသုံးချတဲ့ရင်မင်းရဲ့ဘဝကိုပေါ်ပြီးပေါ်ပါဖားစေမှာပါဒီလိုစားနဲ့ပတ်သက်တဲ့ရှေးရိုးယုံကြည်မှုတွေကိုမင်းတော့ယုံကြည်လားမင်းသိထားတဲ့တခြားစားရဲ့စွမ်းအားတွေရှိရင်လဲကွန်မန့်မှာမျှဝေခဲ့ဦးနော်